အားလုံးပဲမင်္ဂလာပါခင်ဗျ။ဒီကောင်းကျမ်းမာမယ်လို့ညွှန်လင်းပါတယ်။စာပေဆိုင်မှကြိုဆိုပါတယ်။ပတ်ဝန်းကျင်အလှကိုပျက်စီးစေတဲ့အရာ၊သဘာဝပတ်ဝန်းကျင်ကိုရုပ်ဆိုးကြီးတန်းစေတဲ့အရာ၊ဆွေးမြေ့မှုဉာဏ်သာစေသလိုဆွေးမြေ့မှုအရန်ကြတယ်၊နှစ်တည်းအရန်ကြတဲ့အရာအဲ့ဒါကတော့အမှားဖြစ်ပါတယ်။ဒီအမိုက်သိမ်းတဲ့ခါမှာလည်းအရင်ကအားနေတယ်လို့မြင်တယ်လမ်းပြီးနားမှာပဲဒီပြစ်သွားတာမျိုးတွေကြာနေတော့ဒီအမိုက်တွေကအရင်ကများတယ်တဘာပေါင်းကျအရင်ထိခိုက်တယ်ပေါ့နော်အမိုက်လည်းပြစ်တယ်ဟုတ်ကဲ့အမိုက်မပြစ်ရဆိုင်ဖို့ထောင်းလိုက်တကယ်တမ်းကဒါကဟိုလက်တလောဖြည့်ရှင်းတယ်အဟန့်တာဆိုတော့ကျွန်တော်ဘယ်လိုမြင်ဆိုရောရေးစီပေါ့နော်အခုဗီဒီယိုမှာကျွန်တော်အမိုက်နဲ့ပတ်သက်ပြီးအမိုက်ပြဿနာနဲ့ပတ်သက်ပြီးတော့ပြောကြားသွားမှာဖြစ်ပါတယ်အမိုက်လို့ပြောတဲ့အခါမှာကျွန်တော်ကပေါင်မျိုးနဲ့ပြီးလို့ရှိရင်မော်လမြိုင်ဒီမျိုးနဲ့တွေကိုအဓိကကျွန်တော်အနေနဲ့ knowledge sharing ဆိုတာလည်းကျွန်တော်အနေနဲ့ဒါ point out ထောက်ပြတဲ့ဗီဒီယိုလို့ပြောရင်ပုံမှန်မှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ကဒီထောက်ပြချင်တာကတစ်ဖက်တည်းကိုကျွန်တော်ကနေပြီးတော့ပြောမှဆိုတာလည်းကျွန်တော်ကအစီတရားကိုပြောပြသွားမှာဖြစ်ပါတယ်ပထမဆုံးဒီအချက်ကကျွန်တော်၃ချက်ပြောသွားမှာဖြစ်ပါတယ်ပထမဆုံးချက်ကအမှားစွန့်ပစ်ခြင်းဒုတိယတစ်ချက်ကလည်းကြတော့ကျွန်တော်တို့ဒီအမိုက်သိမ်းတဲ့ပုံစံစနစ်ပေါ့နော်နောက်တစ်ခုကလည်းကြလို့ရှိရင်ကျွန်တော်တို့ဒီအမိုက်ပုံထားစီတဲ့စာပေါ့ကျွန်တော်မွန်ပြည်နယ်မှာဆိုလို့ရှိရင်ဒါအမိုက်စွန့်ပစ်တာပေါ့ကျွန်တော်ကဒီပေါင်မျိုးနယ်မှာဆိုလို့ရှိရင်ဒါမိုးရင်းကာလာနဲ့အမိုက်တက်တနာကအရန်ကိုဆိုမိုးရင်းဆိုရင်ဒါကအမိုက်တွေကဒီရက်ကွက်တဲ့ထွက်တဲ့လမ်းနဲ့မိရထားလမ်းပြီးနားမှာဆိုပို့ဆိုးတယ်နွေရာသီဆောင်းရာသီဆိုတဲ့အမိုက်ကပုံမှာအဖြစ်ကျွန်တော်တို့ကဒါမီးဆိုးလို့ရတယ်အနီနာတို့အိမ်နောက်မှာဒါမြေချင်းနဲ့ထားလေးစီတယ်မိုးရာသီရောက်ပြီဆိုအမိုက်တွေကတော့ဒါမြေမကောင်းလောက်အောင်ပေါ့နော်တဘာဝရဲ့အလှတရားကိုလည်းပျက်စီးစေတဲ့အရာလည်းဖြစ်ပါတယ်နောက်တစ်ခုကလည်းကြတော့ဒီအမိုက်သိမ်းတဲ့ပုံစံပေါ့လေနော်ကျွန်တော်တို့ဒီပေါင်မျိုးတို့ဇင်းချိုင်းမျိုးတို့မော်လမြိုင်မျိုးတို့တကယ်အထင်ကြီးနေရအောင်မှာမော်လမြိုင်မျိုးတက္ကသိုလ်အစီမှာအမိုက်ပုံးနေပါတယ်တွေ့ရဖို့အရင်အခက်ခဲတယ်နောက်မျိုးငယ်လေးနယ်မျိုးလေးဖြစ်တဲ့ဒါပေါင်မျိုးဇင်ကြိုက်ဆိုတာဇင်ကြိုက်ဆိုလို့ရှိရင်ဒါအမိုက်ပုံးဆိုလို့ရှိရင်ဒါဇင်ကြိုက်ကန်ကြီးနာမှာတပုံးလောက်ပဲရှိတယ်အပေါင်မျိုးဆိုတဲ့အရန်ကိုပြောချင်တာအမိုက်လက်သိမ်းတယ်သူ့အချိန်နဲ့သူပဲကိုကအမိုက်အထုပ်ကလေးတွေဆွဲပြီးတော့သူပြစ်မဲ့ချိန်ကိုစောင့်နေရတာအဲ့လိုမျိုးစာကဒီဝန်ဆောင်မှုပေးနိုင်တာကတဲ့မျိုးငယ်လေးနဲ့ဒါတချို့ဒီမြို့ကြီးမှာဆိုတော့တချို့ရက်ကွက်လောက်ပဲရှိတယ်တကယ်တမ်းပြန်စဉ်းစားမယ်ဆိုလို့ချင်းရွာတွေဆိုလို့ချင်းကိုရဲ့ဒါပြစ်တဲ့ပုံစံကိုလုံနေကြပုံစံအဲ့ဒါကြောင့်အမိုက်တွေကမလိုလားအပ်နဲ့ဒီအများကြီးရှိတယ်ပေါ့တကယ်ချင်းတရားဆိုရင်ဒါရက်ထားစီးလာတယ်စီးတဲ့အခါကျရင်ကျွန်တော်တို့ရန်ကုန်မော်လမြိုင်ရက်ထားပေါ့ပြောချင်တာဒီလမ်းဘေးနားမှာအမိုက်တွေတွေ့တော့တောတောင်ပြီးတော့အကျန်းလှတဲ့တောင်ဒါပေမဲ့ရက်ထားလမ်းဘေးနားကြီးအမိုက်တွေအဓိကများတာကကျွန်တော်တို့ဒီစင်ကြပဲထွက်လာမယ်အဲ့ဒါပဲရက်ထားလမ်းဘေးနားမှာပြည်စီဥဒ္ဒရာစီမိုးနိုင်ဆိုလို့ရှိရင်ရက်ထားလမ်းဘေးနားမှာပဲပေါင်ဆိုလို့ရှိရင်ဘေးနားမှာရေကန်အဲ့လိုမျိုးတွေပေါ့နော်ဒါမြင်မကောင်းဒါပေမဲ့ကျွန်တော်တို့ကဒီနားမှာလည်းပေါ့နော်ဟိုတစ်ဖက်တည်းကြည်တာမဟုတ်ဘဲနဲ့နှစ်ဖက်မြင်မှုတွေတကယ်ချိုးရမိုက်လည်းပြစ်တယ်ဟုတ်ကဲ့မိုက်မပြစ်ရဆိုင်ဖို့ထောင်းလိုက်တကယ်တမ်းကဒါကဟိုလက်တလောဖြည့်ရှင်းတယ်အဟန့်တာဆိုတော့ကျွန်တော်ဘယ်လိုမြင်ဆိုရောရေးစီပေါ့နော်ဒီတခြားတစ်ဖက်မှာအတိုင်းလုပ်မှုပဲကျွန်တော်တို့ဒါဘာချက်တွေအများကြီးလို့ပေါ့နော်ခါကျရင်ကျွန်တော်တို့ကိုယ်တိုင်ပဲပေါ့အမိုက်ကိုဆိုရင်အမိုက်ပုံထဲမှာကျွန်တော်တို့သေချာပြစ်မှုလို့တယ်ဒါပေမဲ့ကျွန်တော်အမိုက်တွေပေါ့နော်မစားရတယ်စားပြီးတော့အမိုက်ပုံလိုက်စားနေရမတွေ့တဲ့ခါကျရင်ကိုဆိုင်ကယ်ချင်းနဲ့ပဲကိုထက်နောက်မှဒီကတန်းဒီခါကျတော့ချင်းတချို့လူတွေအမိုက်မရှိတော့လမ်းပြီးနားမှာပဲဒီဒါပြစ်သွားတာမျိုးတွေကြာနေတော့ဒီအမိုက်တွေကအရန်ကိုများတယ်တဘာပေါင်းကျအရန်ထိခိုက်တယ်ပေါ့နော်နောက်ဆုံးတစ်ချက်ကတော့ဒါအမိုက်ပုံထားစီတဲ့ပုံစံပေါ့နော်နေရာတကာတိုင်းမှာအမိုက်ပုံနေတော့မရှိဘူးတကယ်မြို့ကြီးဖြစ်တဲ့မော်လမြိုင်မြို့တော်မှာသူတို့ဒါအချိန်နဲ့လိုက်တော့အမိုက်သိမ်းနေအမိုက်ရက်ကွက်တိုင်းအမိုက်ပုံမထားပေးနိုင်ဘူးတကယ်တမ်းကလေအမိုက်ကိုအချိန်နဲ့ပြစ်တယ်ဒါပေမဲ့မော်လမြိုင်မြို့တကယ်ပြစ်အောင်မှာသူတို့အိမ်နောက်မှာတချို့ခြံကြီးဆိုမြေချင်းလေးနဲ့အမိုက်တွေဆိုလို့ရှိရင်ဒါအထုပ်ကလေးယူတော့ဒီနားမှာအမိုက်မပြစ်ရရေးရတာပဲတကယ်လည်းဆိုင်ကယ်စီညပိုင်းဆိုတချို့အထုပ်လေးတွေပြစ်လိုက်တာကျွန်တော် sustainable ပေါ့နော်ရေစီအဲ့ဒါကျွန်တော်ကြည့်မှုလို့ရတယ်အမိုက်ကနေ့တိုင်းထွက်နေတာပဲလူမျိုးမြေးဘာသာမြေးဒီအမိုက်ကိုထုတ်နေတာပဲကျွန်တော်စဉ်းစားမှာပေါ့နော်နှစ်ဖက်လုံးပေါ့လေကိုကဒီ consumer ဖြစ်တယ် consumer က
ကျွန်တော်စားသုံးတဲ့လူတိုင်းကလေးလူကြီးမျိုးဒီအမိုက်ကိုပြန်ပြစ်တဲ့ခါမှာစနစ်တကျနဲ့နောက်တစ်ခုကဒီအမိုက်သိမ်းတဲ့ခါမှာလည်းအရင်ကအားနေတယ်လို့မြင်တယ်ဟိုအချိန်နဲ့လက်သိမ်းတယ်အမိုက်ပုံးတွေကဟိုမျိုးကြီးဆိုထားစီမှုအခက်တယ်တကယ်တမ်းအဲ့ဒီရဲ့ဒီအဝဲရတဲ့ဒီလူငယ်တွေလူကြီးတွေဒါမှဒါကြိုင်ဘယ်လိုပြစ်လို့ပြရမှန်းမသိပဲနဲ့အဲ့ဒီအိမ်ကြီးအမိုက်ယူသွားတယ်တခါကျရင်တချို့မယူနိုင်ပဲနဲ့လမ်းပြေးသားမှာပြစ်တဲ့စာမျိုးဖြစ်ဒီဗီဒီယိုကျွန်တော် knowledge sharing ဆိုတာလည်းပေါ့လေကျွန်တော်တို့ကကိုတိုင်းကမုံပြည်နယ်ဒါတရားဖြစ်တယ်ကိုတငယ်ချင်းလာပြီးဒါကြိုင်ကိုဒါကိုမှဟိုကြပါဘောနော်အမိုက်ပြဿနာနဲ့ကျွန်တော်တို့ဒီ development ဖြစ်တဲ့ country ကတော့ဒါခွဲခြားလို့မရဘူးနော်ဘယ်လိုဖြစ်ပေါ့နော်ကျွန်တော်တို့ကဒါဟိုထောက်ပြတဲ့သူပြောတဲ့သူကဟိုရှိနေမှာပဲတကယ်တမ်းဒါကြီးကိုသိတယ်မပြောဆိုလို့ရှိရင်ဟိုဒီရဲ့တည်င်းချက်လက်လဲသူတို့သိတယ်ဆိုပေမဲ့ကျွန်တော်တို့က speak out အများလုံးမှာပိုသိတယ်လေဒီဒါကြီးကိုပြကြတယ်ပို့ပြီးတော့ပေါ့နော်လုံနိုင်မှာလည်းဖြစ်ပါတယ်ကျွန်တော်တို့တဘာပေါင်းမျိုးကျွန်တော်ထိမ့်သိမ့်မှုလုပ်ပါတယ်အမိုက်တွေအရင်ပြစ်ချင်းအဖြစ်လူတိုင်းကတော့ကိုယ့်မျက်စိချင်းမှာအမိုက်ဆုပ်တာမကြောက်ကိုယ့်အိမ်မှာအမိုက်ဆုပ်တာမကြောက်ဘူးဒါပေမဲ့တခြားနေရာမှာတစ်ပြစ်ချင်းအဖြစ်တဲ့ဆုပ်နေမှာပဲပေါ့နော်တကယ်တမ်း data ကိုကျွန်တော်တို့ကနှစ်ပတ်မျှပြီးတော့ဟိုတောင်းဝန်ရှိလောက်ဆောင်တဲ့သူတွေရောတက်တဲ့သူတွေ consumer တွေရောဒါလည်းကျွန်တော်တို့ awareness ဖြစ်ဖို့ဒီဗီဒီယိုကနေကျွန်တော်ပြောကြားခြင်းဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုကြည့်စုပြီးလို့လည်းကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်